ပေါ်မှာ Josh တယောက်တက်ခါနီတိုးတငယ်လေးတစ်ကောင်လိုတိုင်မှာတုတ်တုတ်မြမလုံနိုင်အောင်အချီခံထားရတယ်။ကျွန်တော်ကိုလှုပ်ပေးကြပါလို့သူအသေးအတန်အော်ဟစ်နေပေမဲ့ရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စွန့်အပ်သွားရတယ်။ရစ်ပလင်ပေါ်မှာဝက်စီဖောင်း3ကောင်ကိုတင်ထားတာလေ။ Josh ကလှုပ်ပေးပါဗျာကျွန်တော်ဘာအပြစ်လုပ်မိလို့လဲလို့တောင်းပန်တိုးရှိုနေပေမဲ့ရွာသားတွေကတော့မျက်နှာသေးတွေနဲ့ပဲသူ့ကိုလက်ဝါးကတိုင်းမှာပိုပြီးတင်းတင်းကြပ်ကြပ်တုတ်နှောင်လိုက်ကြတယ်။အဲဒီနောက်ရွာလူကြီးကဝစ်စုံပြေးဝက်မျက်လုံးတွေပြူးရှာထွက်ပြီးမန်တန်တွေတွတ်တွတ်ယူရင်ရောက်လာခဲ့တယ်။ရွာသားတွေကလည်းတုံတုံရင်ရင်နဲ့ဒူးထောက်ပြီးကျွန်တော်တို့ရဲ့ပူဇော်တက်ကာကိုလက်ခံပေးပါဘိုးဘေးတို့ရဲ့အပြစ်ကိုခွင့်လွှတ်ပေးပါလို့တိုးတိုးလေးဆူတောင်းနေကြတယ်။တကယ်တော့ဒီရွာရဲ့ဘိုးဘေးတွေဟာအတိတ်တုန်းကလူအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကြီးတစ်ခုကိုကျူးလွန်ခဲ့ကြတာမို့နတ်ဖျားရဲ့အပြစ်ဒဏ်ကနေကင်းဝေးအောင်ရွာသားတွေဟာနှစ်စဉ်နှစ်တိုင်းရစ်ပူဇော်ခဲ့ကြရတာပါ။ Josh ကကေကြပါအောင်ပြိုးကေကြပါအောင်လို့အော်ဟစ်တဲ့အခါရွာလူကြီးကအတန်ကုန်မခံပါနဲ့ကွာမင်းကိုဘယ်သူမှလာမကေဘူးငါတို့ရွာကိုမင်းချီဦးလှိမ့်မိတာကိုကမင်းကန်ဆိုးတာပဲလို့အီးဆက်ဆက်တုံ့ပြန်ခဲ့တယ်။ရစ်ပူဇော်ဝေးစတာနဲ့ရွာလူကြီးကကခုံပြီးမန်တန်ကြီးရွတ်တော်တယ်။အဲ့ဒီအချိန်မှာပဲသူ့ခေါင်းကြီးကရုတ်တရက်မီတာအတော်ကြအောင်ရှေ့ထွက်သွားပြီးရမ်းလိုတဲ့မျက်လုံးတွေနဲ့ရစ်ပလင်စီအရှိအဟုန်နဲ့ပြေးဝင်သွားတော့တယ်။ဝက်စီဖောင်းကြီးတွေလေတခဏကြီးမှာပဲဝါမျိုးချင်းခံလိုက်ရပြီးဒါကိုမယုံနိုင်တော့အောင်ကြည့်နေတဲ့ Josh ခမညာလန့်လုံးလို့အသက်ရှူဖို့တော့မိသွားခဲ့တယ်။ဝက်တွေကိုစားပြီးတဲ့နောက်ရွာလူကြီးရဲ့အကြီးက Josh စီချရောက်လာခဲ့တယ်။အဲ့ဒီနောက်ရွာလူကြီးရဲ့ပါဇက်ထဲကနေ Josh ကိုအမိအရဖမ်းဖို့မင်းမောင်นี่လက်ကြီးတစ်ဖက်ထွက်လာတဲ့အခါသူ့လုံးဝမလှုပ်ရှားနိုင်တော့ဘူး။အဲ့ဒီအရေးကြီးတဲ့အချိန်မှာပဲဝေးလံတဲ့စီကနေရဲကားဥဩတန်တွေထွက်ပေါ်လာပြီးအဲ့ဒီလက်မဲကြီးလဲချက်ချင်းပြန်ဝင်သွားတော့တယ်။ရဲတွေဝိုင်းအောင်ရောက်ရှိလာတဲ့အခါ George ကဖျားသခင်ကြီးစုတော်ကြောင့်ပဲခင်ဗျားတို့ဘာလို့ဒီလောက်တောင်နောက်ကျနေရတာလဲလို့ဝမ်းသာအားရငိုယူပြီးပြောရှာတယ်။တကယ်တော့သူဟာမထွက်ခွာခင်ကတည်းကသူ့တငယ်ချင်း Ronzi ကို9မိနစ်အတွင်းအချက်သေးတန်မိအောင်အလောင်းပေးပြီးသူ့ရဲ့တိနေရ location ကိုပို့ထားခဲ့တာပါ။ရွာလူကြီးကတော့နာကျင်စွာနဲ့ရုန်းကန်နေရတယ်။ဘာလို့လဲဆိုတော့ရစ်ပူဇော်ပွဲပြတ်သွားရင်ကျိန်စာတက်မှာမို့လို့ပါ။အဲ့ဒီနောက်ရွာလူကြီးရဲ့ပါဇက်ထဲကနေနက်မောင်ပြီးစမ်းကျဲတဲ့တတဝါကြီးတကောင်ရုတ်တရက်ထွက်လာခဲ့တယ်။ရွာသားတွေလည်းလန့်ဖြန့်ပြီးအော်ဟစ်ထွက်ပြေးကြတော့တယ်။ရဲတွေက George ကိုစောင့်တထဲခြုံပြီးဘာဖြစ်တာလဲလို့မေးတဲ့အခါ George ကသူတို့ကျွန်တော်ကိုရစ်ပူဇော်ပြီးသူတို့ကိုးကွယ်တဲ့နတ်ဖျားစီကျွေးဖို့လုပ်နေကြတာလို့တုံတုံရင်ရင်နဲ့ပြောရှာတယ်။အဲ့ဒီနောက်တတဝါမင်းကြီးကပျောက်ကွယ်သွားပြီးတောအုပ်ထဲမှာတော့ရွာသားတွေကိုတတိပေးတဲ့အနေနဲ့အမျက်ဒေါသထွက်နေတဲ့ကြောက်စရာကောင်းတဲ့မျက်လုံးအစုံပေါင်းများစွာဝင်းနဲ့လက်နဲ့ဖြစ်သွားခဲ့တယ်။ရွာသားတွေအကုန်ထွက်ပြေးကုန်ကြပြီးခွန်အားချိနဲ့နေတဲ့ရွာလူကြီးတယောက်ပဲအတနာရွာသားတွေအကုန်ထွက်ပြေးကုန်ကြပြီးခွန်အားချိနဲ့နေတဲ့ရွာလူကြီးတယောက်ပဲအတနာခံရင်ကြံရစ်ခဲ့တယ်။ George ကသူတို့ကိုဘာလို့ဖမ်းမပစ်တာလဲလို့ရဲတွေကိုတုံတုံရင်ရင်နဲ့မေးလိုက်တယ်။ရဲကတော့အေးအေးဆေးဆေးပဲဒီညမှာဘာမှမဖြစ်ခဲ့ဘူးမင်းကိုရဲစခန်းလိုက်ပို့ပေးမယ်လို့ပြောလိုက်တယ်။ George ကမိမိနာကိုမိမိမယုံနိုင်ပဲဒီအကြောင်းတွေကို online ပေါ်တင်အောင်မယ်လို့တောင်စိတ်ကူးလိုက်သေးတယ်။အဲ့ဒီအချိန်မှာရဲကကားကိုရုတ်တရက်ရက်ပြီးငါပြောတဲ့အတိုင်းလှုပ်စမ်းငါတို့ရွာရဲ့ရစ်ပူဇော်ပွဲကဆက်ရှိနေရအောင်ပါလို့ခက်ထန်ထန်တတိပေးလိုက်တယ်။ George တယောက်စွန့်အားသွားရတယ်။တကယ်တော့ရွာသားတွေနဲ့ရဲတွေကတကြောင်တဲထွက်တအိုးတဲစားတွေတဖွဲ့တဲတွေဖြစ်နေတာကိုရဲကမင်းအိမ်ပြန်ကျင်သလားလို့မေးတော့ George ကခေါင်းညစ်ပြပြီးကားလေးဟာဖြည်းဖြည်းချင်းမောင်းထွက်သွားခဲ့တယ်။မကြခင်မှာပဲရွာထဲကိုအခြားပြင်ပလူတယောက်ရောက်လာပြီး George လိုပဲခြေချော်ပြီးခြေထောက်ထန်ရရသွားပြန်တယ်။ရွာလူကြီးကတော့ကောက်ကျစ်တဲ့အပြုံးကြီးနဲ့ပြန်ပေါ်လာပြီးမင်းပဲရောက်နေလေသိရလားကျိုးဆိုပါတယ်ဧည့်သည်အစ်စ်ကြီးလို့ပြောလိုက်ပါတော့တယ်